အပြာရောင်အလန်တော်တွေကိုဆက်လက်အလေးပြုကြရအောင်စူပါစီအင်္ဂါညအင်္ဂလန်ပရီးမီးယားလိပွဲစဉ်26ပွဲကြို30ချက်များညီကိုရီအားလုံးပဲမင်္ဂလာပါပလေးမေကာဂျာနယ်ကနေပြန်လဲကြိုးဆိုပါရခင်ဗျာဒီကနေ့မှာတော့ပုံမှန်တင်ဆက်နေကြဖြစ်တဲ့တိုင်းအင်္ဂါညအတွက်အင်္ဂလန်ပရီးမီးယားလိအပါအဝင်ပွဲစဉ်ပွဲကြို30ချက်တွေအနေနဲ့နားဆင်ရပါဖြစ်ပါတယ်ပထမအဆုံးပွဲစဉ်ကတော့ချယ်ဆီနဲ့လီတို့ရဲ့ည2နာရီပွဲစဉ်ပဲဖြစ်ပါတယ်ရိုစင်ညိုလက်ထက်မှာရလက်တည်ငြိမ်လာတဲ့ချယ်ဆီဟာသူကိုင်းနဲ့9ပွဲမှာအာဆင်နယ်နဲ့2ပွဲပဲရှုံးပြီး9ပွဲနိုင်ထားတာဖြစ်ပါတယ်။ဒါအပြင်နီးပြတဲ့လက်ထက်မှာချယ်ဆီရဲ့တိုက်စစ်ဟာ9မြူးနေပြီး9ပွဲတွေက9ပွဲမှာအနိုင်ဆုံး2ဂိုးလုံးသွင်းနိုင်ခဲ့တာပါ။တန်ဆင်ဇုံနာဆိုပေမဲ့လီကလည်းအခုချိန်မှာအသင်းကြီးတွေတောင်အနိုင်ယူရခက်တဲ့ပြိုင်ဘက်မျိုးဖြစ်နေပါတယ်။ဒါပေမဲ့လီဟာချက်ဆီနဲ့ပရီးမီးယားလိအဝေးဝင်တွေ့ဆုံမှုနောက်ဆုံး9ပွဲစလုံးမှာနိုင်ပွဲမရှိခဲ့ပဲ6ပွဲရှုံးထားလို့တွေ့ဆုံမှုအစင်လာပိုင်းမှာတော့အားနည်းနေပါတယ်။ဒါကြောင့်ချက်ဆီကဧကန်ထားတဲ့ Stamford Bridge မှာအပြာရောင်အလန်တော်တွေကိုဆက်လက်အလေးပြုကြရအောင်လို့သုံးသပ်ထားတာဖြစ်ပါတယ်။ဒုတိယမြောက်ပွဲစဉ်ပွဲကြို30ချက်အနေနဲ့ကတော့ Everton နဲ့ဘုံမောက်တို့ရဲ့ည2နာရီပွဲစဉ်ပဲဖြစ်ပါတယ်။သုံးမှတ်အကွာနဲ့ Everton ရောဘုံမောက်ပါလက်ရှိချိန်မှာ Premier League မှာရလက်ပိုင်းတည်ငြိမ်နေကြပြီးအဲဒီကနောက်ဆုံး9ပွဲစလုံးမှာမရှုံးခဲ့ကြပါဘူး။ Everton ကလက်ရှိနိုင်ပွဲပြောင်းနေတာအတော်ကြာပြီဆိုပေမဲ့လက်ရှိအခြေအနေရဆိုရင်အဲ့ဒါကိုသူတို့အနှေးနဲ့အမြင်အဆုံးသတ်နိုင်တော့မှာပါ။ဘုံမောက်ကတော့နောက်ဆုံးပရီးမီးယားလိအဝေးဝင်10ပွဲမှာဇီယာအောက်ခြေက Wolves နဲ့တပွဲသာနိုင်ခဲ့ပါတယ်။ဒါအပြင်ဘုံမောက်ဟာ Everton နဲ့အမှတ်ပေးအဝေးဝင်တွေ့ဆုံခဲ့တဲ့နောက်ဆုံး10ပွဲမှာ6ပွဲရှုံးထားပါတယ်။ဆိုတော့မာဆေးစိုက်သားတွေရဲ့အရေးအောက်မှာပဲခိုလုံတဲ့ပွဲစဉ်မျိုးပေါ်လို့သုံးသပ်ထားတာဖြစ်ပါတယ်။စပါးနဲ့ Newcastle ည2နာရီစပါးနဲ့ Castle တို့ရဲ့ဒီယာဒီပရီးမီးယားလိအခြေအနေကအတော်ဆိုးပါတယ်။ငှက်ကြားတွေအဆင့်7နဲ့ဖြစ်နေချိန်မှာမြောက်လန်နဲ့ကလပ်ကလည်းအဆင့်15တောင်အားကျမခံရောက်နေပါတယ်။စပါးဒဏ်ရာပြဿနာအတော်ကြီးမားနေပေမဲ့ဆိုလန်ကီရဲ့တိုက်စစ်ဟာအိမ်ဝင်9သိန်းချီတော့လည်းမှန်ပါတယ်။ကာဆယ်ကတော့ရှုံးပွဲဆက်နေသလိုခံစစ်အခြေအနေလည်းအတော်ဆိုးပါတယ်။စပါးအိမ်ဝင်ကာဆယ်နဲ့တွေ့ဆုံမှုနောက်ဆုံး4ပွဲမှာတော့အပြန်လန်သွင်းကိုရှိခဲ့ရုံနဲ့မဟုတ်ပဲနှစ်ဖက်သွင်းကို3ဝန်းနဲ့အထက်လည်းရှိထားပါတယ်။ဒါကြောင့်မြောက်လန်နဲ့မှာ9ရက်နဲ့နေတင်းပြတ်နေဖို့ရှိပါကြောင်းလို့သုံးသပ်ထားတာဖြစ်ပါတယ်။ဝါဆန်နဲ့မန်ယူည2နာရီ45နောက်ဆုံးပရီးမီးယားလိ4ပွဲမှာ3ပွဲအနိုင်ရောက်တန်းစင်ဇုံတွေကထွက်နိုင်ရေးဆိုတဲ့ဝက်ဆန်ရဲ့မျှော်လင့်ချက်ဟာနီးနီးဆက်ဆက်ဖြစ်လာပါတယ်။လက်ရှိချိန်မှာလည်းဘိုဝင်တို့ရဲ့ဝက်ဆန်တိုက်စစ်ဟာအနိုင်ဆုံး2ဂိုးလုံးသွင်းနိုင်နေပါတယ်။ကာရစ်လက်ထက်မှာ၄ဝက်ဆက်အနိုင်နဲ့မန်ယူကတော့ယုံကြည်မှုအမြင့်ဆုံးရောက်နေပေမဲ့ဟမ်မာရီဟာမကြသေးခင်နှစ်တည်းမှာသူတို့ကိုဒုက္ခပေးနိုင်ဆုံးအသင်းဖြစ်နေလို့ဒီလန်ဒန်ခီးဟာထင်သလောက်မလွယ်ပါဘူး။ဒီရာသီအဝေးပွဲမှာမန်ယူဂိုးမပေးရတဲ့ပွဲရလည်းမရှိခဲ့တာဆိုတော့ဒီပွဲမှာလည်းအင်ရှင်တို့ဂိုးတွေပြန်ပေးရနိုင်ပါတယ်။ဒါကြောင့်အရှိလန်ဒန်မှာလည်းဂိုးမိုးရွာရင်ရွာနှုန်း80ရှိပါတယ်လို့သုံးသပ်ထားတာဖြစ်ပါတယ်။လက်ရှိခြေစွမ်းကောင်းကိုဆက်ထိန်းထားနိုင်မဲ့ဘာမင်ဂမ်ဇေဂျီအင်္ဂါညချန်ပီယံရှစ်ပွဲစဉ်ပွဲကြို30ချက်ကတော့ဇေဂျီရဲ့30ချက်ပဲဖြစ်ပါတယ်။လက်စတာနဲ့ဆောက်သတန်ည2နာရီ15ရလက်ပိုင်းဆိုးဝါးနေချိန်အမှတ်လေးရှော့ခံထားရတာကြောင့်လက်စတာဟာတန်းစင်ဇုံတွေကအသင်းနဲ့ရမှတ်တူဖြစ်သွားပါတယ်။နောက်ဆုံး9ပွဲမှာတမတ်တာရခဲ့တဲ့လက်စတာရဲ့လက်ရှိခြေစွမ်းဟာလည်းဆိုးပါတယ်။ဇေအားလေကဆောက်သတန်ကတော့နောက်ဆုံး4ပွဲစလုံးမှာမရှုံးခဲ့ပဲ3ပွဲအနိုင်နဲ့အတက်ဘက်ကိုရောက်နေပါတယ်။ဒါကြောင့်ဧည့်သည်တွေရဲ့အရေးအောက်မှာပဲနောက်ကိုတင်တဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ Oxford နဲ့ Norwich ည2နာရီ15နောက်ဆုံးချန်ပီယံရှစ်ပွဲမှာတပွဲသာနိုင်ခဲ့ပြီးရှုံးပွဲတွေပိုများတာကြောင့်တန်းစင်ဇုံတွေက Oxford ရောက်နေတာမဆန်းပါဘူး။ဇီယာအောက်ပိုင်းကဆိုပေမဲ့ Norwich ရဲ့ရလက်ပိုင်းကတော့အထင်ကြီးစရာပါ။ Norwich ဟာနောက်ဆုံးချန်ပီယံရှစ်6ပွဲမှာတပွဲသာရှုံးပြီး9ပွဲနိုင်ခဲ့တာဖြစ်ပါတယ်။လက်ရှိအခြေအနေအရဧည့်သည်အရေးအောက်မှာနားခိုရမယ့်ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ဘာမင်ဂမ်နဲ့ West Brom ည2နာရီ30တောက်လျှောက်ရလက်ကောင်းနေတာကြောင့်ဘာမင်ဂမ်ဟာထိပ်ဆုံး6နေရာမျှော်လင့်ချက်ရှိလာပါတယ်။နိုင်ပွဲပြောင်းနေတဲ့အပြင်ရှုံးပွဲကလည်းပိုများနေတာကြောင့် West Brom ကတော့တန်းစင်ဇုံနာကိုရောက်သွားပါပြီ။ဒါအပြင် West Brom ကဘာမင်ဂမ်နဲ့ဝေးဝင်တွေ့ဆုံခဲ့တဲ့နောက်ဆုံး4ပွဲစလုံးကိုလည်းရှုံးထားပါတယ်။ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာတော့အင်ရှင်တို့ရဲ့အရေးအောက်ပဲခိုလုံရမယ့်ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ဒန်ယာရီနဲ့အင်ရှင်ကိုဒုက္ခပေးနိုင်စွမ်းရှိတဲ့ကိုမိုအီဂရစ်အင်္ဂါညကိုပါအီတာလီယာကွာတာဖိုင်နယ်ပွဲကြို30ချက်အနေနဲ့ကတော့အီဂရစ်ရဲ့30ချက်ပဲဖြစ်ပါတယ်။နာပိုလီနဲ့ကိုမိုည2နာရီ30ပြီးခဲ့တဲ့နိုဝင်ဘာစီးတီတွေ့ဆုံမှုတော့ကနာပိုလီကွဲမှာဘဲဦးမကွဲခဲ့ပါဘူး။ခုနောက်ပိုင်းမှာအမြင်ကူးပေးရတဲ့နာပိုလီမှာဒဏ်ရာပြဿနာတွေကြီးမားနေသေးပါအသင်းကြီးတွေတောင်အနိုင်ယူဖို့ခက်ခဲတဲ့ကိုမိုကတော့ပြိုင်ပွဲစုံနောက်ဆုံး9ပွဲမှာ AC နဲ့တပွဲပဲရှုံးခဲ့ပါတယ်ဒါကြောင့်နာပိုလီကဧကန်ထားပေမဲ့လည်းမိနစ်90အတွင်းမှာတော့ဧည့်သည်တွေအေးအောက်ပဲခိုလုံရမယ့်ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်ပလေးမေကာဂျာနဲ့နားဆင်သူညီကိုရီတူတယောက်ချင်းစီတိုင်းကျေးဇူးတင်လျက်ရှိပါတယ်အဆုံးထိနားဆင်ပေးကြတဲ့ညီကိုရီလည်းကျေးဇူးတင်ပါတယ်ဒီကနေ့တင်ဆက်ခဲ့တာကတော့ကိုပါအီတာလီယာအပါအဝင်အင်္ဂလန်ပရီးမီးယားလိအင်္ဂလန်ချန်ပီယံရှစ်ပွဲစဉ်ပွဲကြို30ချက်တွေကိုကလောင်ရှင်ရဲ့30ချက်အနေနဲ့တင်ဆက်ခဲ့တာဖြစ်ပါတယ်ညီကိုရီအနေနဲ့လည်းကိုအကြိုက်တွေ့တဲ့ပွဲစဉ်တွေနဲ့အတူကောင်းသောနေ့ရက်တွေပိုင်ဆိုင်မှုမျှော်လင့်ပါတယ်အားလုံးကိုစိတ်နှပြရွှင်လန်းချမ်းမြေ့ကြပါစေကျွန်တော်တင်ဆက်သူထင်လင်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်